လေးကန်ဟာမြန်မာနိုင်ငံရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာတည်ရှိပါတယ်ရှင်။မွန်ညင်ခရိုင်မှာရှိတဲ့အင်းတော်ကြီးကန်ပြည်လင်းမြန်မာနိုင်ငံအတွင်းဒုတိယအကြီးဆုံးသောကန်ဖြစ်ပါတယ်။တောင်နယ်မြောင်တန်းလျက်ရှိသောတောင်တန်းကြီးနှစ်ခုကြားတွင်ဖွဲ့ဝင်နေသောညောင်ရွှေကြိုင်ဝမ်ကြီးရဲ့အလယ်မှာရှိတဲ့အနက်ရှိုင်းစုံအပိုင်းမှာတည်ရှိနေတာဖြစ်ပါတယ်။ဖောင်တော်ဘုရားဟာအင်းလေးကန်အတွင်းရှိနန်ဟူရွာမှာတည်ရှိပြီးရှမ်းပြည်နယ်ရဲ့အထင်ကရနေရာတွေကတစ်ခုဖြစ်ပါတယ်ရှင်။ဖောင်တော်ဘုရားဟာရှေးရခင်ကာလများမှာစတင်တည်ရှိလာခဲ့ပြီးဗကံခေတ်မှာစတင်၍ဗုဒ္ဓဘာသာထွန်းကားလာခြင်းနဲ့အတူထင်ရှားလာခဲ့ပါတယ်ရှင်။ဖောင်တော်ဘုရားအတွင်းမှာဗုဒ္ဓဆင်းသူတော်၅စုရှိပြီးယနေ့အချိန်မှာကိုယ်ကွယ်ယုံကြည်သူများရဲ့ရွှေဆိုင်များကပ်လူမှုများကြောင့်မူလပုံတံကိုမမြင်နိုင်တော့ပဲရွှေတုံးကြီးများကဲ့သို့ဖြစ်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်။ဖောင်တော်ဘုရားဒေသစာရီကြွချီပူဇော်ပွဲတော်ကိုနှစ်စဉ်မိုးလေကင်းလွတ်တဲ့သတင်းကျွတ်လာမှကျင်းပကြပါတယ်ရှင်။ဖောင်တော်ဦးရေဒနာဆန်ချောင်းတော်၌သတင်းကျွတ်လာစဉ်တရက်နေ့နနက်၄နာရီခန့်မှာပင်ဆောင်ပွဲအခမ်းအနားပြုလုပ်ပြီးနနက်9နာရီမှစတင်ကဆန်ချောင်းတော်ရှိဘုရား၅စုအနက်၄စုကိုကရရိတ်ဖောင်တော်ဖြင့်ကြီးပိုးခုံရွာသို့ရာပေါင်းများစွာသောလေလောသမားများကခြေထောက်တစ်ဖက်ထဲဖြင့်လောခတ်ကပင်ဆောင်ကြပါတယ်။အင်တန်ရွာမှာသတင်းကျွတ်လာစဉ်2ရက်နေ့မှ3ရက်နေ့အထိဗုဒ္ဓပူဇနီးရပွဲများကျင်းပကြပါတယ်။သတင်းကျွတ်လာစဉ်4ရက်နေ့တွင်ဟဲယာရွာမရွာသတင်းကျွတ်လာစဉ်5ရက်နေ့တွင်ငဖဲချောင်းရွာသတင်းကျွတ်လာစဉ်6ရက်နေ့တွင်ကြီးစားကုန်းရွာနှင့်ပွဲစားကုန်းရွာစသဖြင့်အင်းလေးကန်နေရှိရွာအသီးသီးတွင်ဗုဒ္ဓပူဇနီးရပွဲတွေကိုကျင်းပကြပါတယ်။ညောင်ရွှေမြို့သို့ကြွချီလာချိန်တွင်သတင်းကျွတ်လာစဉ်9ရက်နေ့မှ9ရက်နေ့အထိညောင်ရွှေစံချောင်းတော်မှာကင်းဝတ်ကဗုဒ္ဓပူဇနီးရပွဲတွေကိုကျင်းပကြပါတယ်ရှင်။အဲဒီနောက်ညောင်ရွှေမြို့စံချောင်းတော်မှာနနက်9နာရီခန့်တွင်နန်းသေးရွာသို့ဆက်လက်ကြွချီကသတင်းကျွတ်လာစဉ်17ရက်နေ့တွင်တလဲဦးရွာသတင်းကျွတ်လာစဉ်12ရက်နေ့တွင်ကီလာရွာနှင့်ဇရက်ကြီးရွာသတင်းကျွတ်လာစဉ်23ရက်နေ့တွင်အလိုတော်ပေါက်ရွာနှင့်နန်းပန်ရွာထို့နောက်သတင်းကျွတ်လာစဉ်14ရက်နေ့တွင်မကြီးစိတ်ရွာနှင့်ချိုင်းခွန်းရွာသို့ကြွချီကဗုဒ္ဓပူဇနီးရပွဲများကိုကျင်းပကြပါတယ်ရှင်။သတင်းကျွတ်လာပြည်နေရောက်တဲ့အခါမှာတော့မိုင်းပြိုရွာသတင်းကျွတ်လာစုံ1ရက်နေ့တွင်နောင်တော်ရွာသတင်းကျွတ်လာစုံ2ရက်နေ့တွင်အင်းပိုးခုံရွာနှင့်ရေသားရွာသို့ကြွချီကဗုဒ္ဓပူဇနီးရပွဲများကျင်းပကြပါတယ်။သတင်းကျွတ်လာစုံ3ရက်နေ့နနက်10:00နာရီတွင်ဖောင်တော်ဦးဆန်ကျောင်းတော်ကြီးသို့ရောက်ရှိလာတာနဲ့အတူကျောင်းတော်ဝင်ပွဲအားစီကားတိုင်ငိမ့်စွာကျင်းပလေးရှိပါတယ်ရှင်။ဖောင်တော်ဦးဖရာဒေသစာရီကြွချီပူဇော်ပွဲတော်ဟာမြန်မာနိုင်ငံမှာကျင်းပပြုလုပ်တဲ့ထင်ရှားတဲ့ပွဲတော်တွေထဲကတစ်ခုဖြစ်ပြီးအင်းလေးကန်အတွင်းမှာရှိတဲ့ရွာများမှာဖရာဆွဲလီများဖြင့်ဆွဲပြီး21ဌာနကိုလှည့်လည်ပူဇော်ခံတဲ့ပွဲတော်ကြီးဖြစ်ပါတယ်ရှင်။အဲဒီလိုကာလမှာပြည်တွင်းပြည်ပမှာရှိတဲ့ဖျားဖူးဧည့်သည်များနဲ့အထူးစီကားလျက်ရှိပါတယ်ရှင်။အင်သားတို့ရဲ့ယဉ်ကျေးမှုရိုးရာဓလေ့တရားတရားနဲ့စီလုံးညီညွတ်မှုတွေကိုထင်ရှားစွာတွေ့မြင်ရတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါတယ်ရှင်။
ဖောင်တော်ဖျားဒေတာစာရီလှဲ့လဲပူဇော်ပွဲတော်ဟာအင်တိုင်းရင်းသားလူမျိုးတို့ရဲ့တရားတရားကိုဖော်ကျူးတဲ့အပြင်အင်းလေးဒေတာရဲ့ရေပေါ်ရင်ကျေးမှုနဲ့ရိုးရာဓလေ့များကိုပါခန်းစားနိုင်တဲ့အဓိကခရီးသွားလုပ်ငန်းများအတွက်ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်ရှင်။အင်နာတို့ရဲ့ရိုးရာလေးလောပြိုင်ပွဲတွေကိုဖောင်တော်ဖျားဒေတာစာရီကြွချီပူဇော်စဉ်မှာကျင်းပလေးရှိပြီးညောင်ရွှေမြို့မှာလေးပြိုင်ပွဲကိုကျင်းပပါတယ်ရှင်။အလားတူကျောင်းတော်ဝင်ပွဲမှာလည်းလေးပြိုင်ပွဲများကိုကျင်းပကြပါတယ်။လေးပြိုင်ပွဲများကိုရာကျော်လေး46တက်26တက်အစာရှိသဖြင့်တိုင်ပွဲမျိုးစားများခွဲခြားကျင်းပလေးရှိပါတယ်။အင်သာချင်းချင်းစွမ်းအားပြိုင်တဲ့ပွဲလို့လည်းခေါ်ဆိုနိုင်ပါတယ်ရှင်။လေးများဟာရှေးလျားသောတစ်သားလေးများဖြစ်ပြီးအင်တိုင်းရင်းသားတို့ရဲ့ထူးခြားချက်ဖြစ်သောခြေတစ်ဖက်လော်နီကိုအသုံးပြုပြီးရှင်ပြိုင်ကြပါတယ်ရှင်။ကမ္ဘာပေါ်မှာမြန်မာတနိုင်ငံထဲမှာပဲရှိတဲ့ခြေထောက်နဲ့လော်တဲ့အဲ့ဒီလေးပြိုင်ပွဲတွေဟာအင်တိုင်းရင်းသားတို့ရဲ့စီးလုံးညီညွတ်မှုတွေကိုထင်ရှားစွာတွေ့မြင်ရတဲ့ပွဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ဖောင်တော်ဖျားဒေတာစာရီကြွချီပူဇော်ပွဲဟာဆိုရင်ရှမ်းပြည်နယ်ရဲ့အထင်ကရပွဲတော်တစ်ခုဖြစ်တယ်လို့ကမ္ဘာပေါ်မှာမြန်မာနိုင်ငံတနိုင်ငံထဲမှာပဲတွေ့မြင်နိုင်တဲ့ခြေတစ်ပတ်ထဲနဲ့လှီလောတဲ့ရိုးရာဓလေ့ဟာခရီးသွားတွေကိုအထူးဆွဲဆောင်နိုင်ပြီးဖောင်တော်ဖျားရဲ့တမိုင်းနဲ့ယဉ်ကျေးမှုများဟာဗုဒ္ဓဘာသာလူမျိုးများအတွက်အလွန်တန်ဖိုးရှိသောအမွေအနှစ်များဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။